။
စုလို့အလူရဲ့ထိုင်ကဂါထာမနာမြို့အနာရီရောက်ဘေးပြောက်လို့ညံပြေဖျားကယ်ရာတွေတရားကယ်ရာတွေတောင်းကားတော်မြတ်ကယ်ရာတွေတို့မြမပြေကျေးဇူးတော်ကထိုသုံးပါယရနာမှန်ပါစုလို့အလူအရဲ့ထိုင်ကဂါထာမနာရွာနာရီရောက်ဘေးပြောက်လို့ရံပြေဖျားကယ်ရာတွေတရားကယ်ရာတွေသာသာတော်မြတ်ကယ်ရာတွေတို့မြမပြေကျေးဇူးတော်ကထိုသုံးပါယရနာမှန်ပါပဲဆန်းစီစေစာလောင်ငါအများကကြော့ထွားခဲ့ပြီယရနာသုံးပါဥထိတ်ထားများတဲ့ကျေးဇူးတွေအရင်ငါနဲ့မတူပဲလေယာကိုင်းကြောအောင်မြင်တောင်းရဲအမှုထားအပြာတန်ဃာတွေကျောင်းတွေကံတွေသိစရက်တွေအရရလူနိုင်မေဖျားကယ်ရာတွေတရားကယ်ရာတွေသံဃာတော်အမြတ်ကယ်ရာတွေတို့မြမပြေကျေးဇူးတော်ကထိုသုံးပါယရနာမှန်ပါပဲတို့မြမဆိုတဲ့အမျိုးအကျိုးခံစားရပဲဖယားတွေကြောင်းတွေတစောင်းတွေလူရောင်းတာတွေတို့မြမဆိုတဲ့အမျိုးအကျိုးခံစားရပဲဆရာတကားပါပဲဘုံမရရဲ့ရေခိုးရစေကြည်ပြူရှာသလေသနာမကင်းရှာဘူးထင်မိတ်သလေအေးလကွယ်နေကြလားဟဲ့လို့စိတ်တိုင်းညသင့်တော်သလိုနေဖယားကေရာတွေတရားကေရာတွေသံဃာတော်မြတ်ကေရာတွေတို့မြမပြေကျေးဇူးတော်ကထိုသုံးပါယရနာမှန်ပါပဲ
ကျိုးခံစားရပဲတို့မြန်မာဆိုတဲ့မျိုးအကျိုးခံစားရပြီဖယားတွေကြောင်းတွေစောင်းတွေလူရောင်းတာတွေတို့မြန်မာဆိုတဲ့မျိုးအကျိုးခံစားရပြီကြလားဟဲ့လို့စိတ်တိုင်းရဖြစ်တော်သလိုနေတရားကေရာတွေတရားကေရာတွေသာသာတော်ရကေရာတွေတို့မြမပြေကျေးဇူးတော်ကကိုသုံးပါယရနာမပါပဲစပူလေးရတောင်ကျွန်းစုသွန်းမဲ့အဖုံဖုံပေးပြဆုံးဝေးကြကုန်စပူလေးရတောင်ကျွန်းစုသွန်းမဲ့အဖုံဖုံပေးပြဆုံးဝေးကြကုန်ယတနာဘုံသွန်းဖြိုးရွှေမိုးတွေကဝေပြဖို့သုံးမကုန်ဖြုံးမကုန်အလုံးစုံကြီးမှအလူတန်းပေးလို့မကုန်ယတနာဘောသွန်ဖြိုးရွှေမိုးတွေကဝေပြဖို့သုံးမကုန်ဖြုံးမကုန်အလုံးစုံကြီးမှအလူတန်းပေးလို့မကုန်အောင်စေတံသိမ့်လို့သိမ့်လို့ကိန်းတစ်ပေါင်းကဆုံးအောင်မင်္ဂလာနန်းလို့လှမ်းလို့မြတ်ကိုခလုံးကျွန်းတောင်တပြေအဝါလာပါဘုံမီတွေကဆုံးနေလာပေါ်ပေါ်ညောင်ရီပန်းပန်းမြတ်လမ်းကစုတောင်ကုန်စုတောင်ကုန်ချမ်းချမ်းချမ်းမာစေကုန်ချမ်းချမ်းချမ်းမြစေကုန်ချမ်းချမ်းချမ်းမာစေကုန်ချမ်းချမ်းချမ်းမြစေကုန်ယေရနာဘုံ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 စီစိမ်တွေရေဝိုင်းလုံးရှိတိုင်းကချုံယေရနာဘ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 ုံကျွန်းလျာပြည်အဝန်းဘုံရည်ညွန်းစို့စီယွန်းလို့စုတောင်းမင်္ဂလာတင်္ဂါယေရနာဘုံ
စုသွန်းမဲ့အဖုံဖုံဘေးပြအဆုံးဝေးကြကုန်စပူးလက်ရတောင်ကျွန်းစုသွန်းမဲ့အဖုံဖုံဘေးပြအဆုံးဝေးကြကုန်ယတနာဘုံသွန်းဖြိုးရွှေမိုးတွေကဝေပြဘုံသုံးမကုန်ဖြုံးမကုန်အလုံးစုံဤမှာအလူတန်းပေးလို့မကုန်ယတနာဘုံသွန်းဖြိုးရွှေမိုးတွေကဝေပြဘုံသုံးမကုန်ဖြုံးမကုန်အလုံးစုံဤမှာအလူတန်းပေးလို့မကုန်အောင်စေတံခိန်လုံးခိန်လုံးကိန်းတပေါင်းကဆုံးအောင်မင်္ဂလာနန်းလို့လှမ်းလို့မြန်ကိုခလုံးကျွန်းတောင်တပြေအဝမ်းလောက်ပါဘုံမီတွေကဆုံးနေလာပုံသောညောင်ရီပန်းပန်းမြတ်လမ်းကဆူတောင်ကုန်ဆူတောင်ကုန်ချမ်းချမ်းချမ်းမာစေကုန်ချမ်းချမ်းချမ်းများစေကုန်ချမ်းချမ်းချမ်းမာစေကုန်ချမ်းချမ်းချမ်းများစေကုန်ယတနာဘုံ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 စီစိန်တွေရေဝိုင်းလို့ရေတိုင်းကချုံယတနာဘ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 ုံကျွန်းလက်ရပြီအဝန်းဘုံရေညွန်းစို့စီယွန်းလို့စုတောင်းမင်္ဂလာတင်္ဂါယတနာဘုံ
ရှိလားကျောင်းသမားကြီးတမီးပါဗျာတော့ကျင်ကြီးခေါ်ပါဒါကိုစမ်းဝဲပါဗျာဒါကြည့်ဒါသူစောက်တာပါဗျာဒီကျောင်းလေးကိုဟုတ်ပါဗျာတော်ကြီးကြာဒါသားပါဗျာဒီရုံးနဲ့ဒါလည်းသားပါဗျာသမားကြီးသားပါဗျာဒီဝဲပါဟိုတမီးငယ်တော့ပါဗျာကျော်ရှိပါ
တရားဟောမယ်ဘုံဘုံတရားမဟောခင်ဖះဆွေတော်ဖះဆံတော်ဓာတ်တော်သုံးမျိုးပါတဲ့နေရာလေးရတယ်ဘုံဘုံကိုင်းထားတာလေးမြင်ကြလားဒီထဲမှာဖះဆွေတော်ပါတယ်ဖះရဲ့ဆံတော်ဖះရဲ့ဓာတ်တော်သုံးမျိုးပါပါတယ်မဲဖောက်မယ်နော်မဲလေးကလေးတွေဝေးထားပါဆိုရကြပါလားအေးမရသေးတဲ့ပုဂ္ဂိုလ်ကမဲလေးမရသေးဘူးဝေးပါအောင်လို့တောင်းနော်ဒီမဲနိုင်မှာကတော့အဲ့ဒါကူမဲလေး1000ဝေးထားတယ်လို့ပြောပါတယ်အဲ့ဒီ1000ကိုဒီလိုဖလားတစ်လုံးနဲ့ပဲဒီမဲ့ဖလားတစ်လုံးနဲ့ပဲ1000ရှိသေးတယ်အဲ့ဒီ1000ထဲကဘုံဘုံကတလိမ့်နှိုက်လိုက်မှစတရားဟောပြီးမှအဲ့ဒီတလိမ့်ထဲပါတဲ့ကဏ္ဍကပေါက်ကဏ္ဍမယ်နော်ကိုရတဲ့မဲလိမ့်ထဲမှာပါတဲ့ကဏ္ဍလေးတွေမှတ်ထားပါအဲ့ဒီကဏ္ဍတွေကလူက1000လောက်မှတမဲပေါက်မှဆိုတော့နေတော့နေတယ်နော်ဘုံဘုံသီရိလင်္ကာဖျားဘူးသွားတော့ဆွေတော်လှဲ့တဲ့ပွဲကြီးနဲ့ကြုံပါတယ်သူတို့ကဆွေတော်တစ်နှစ်မှတစ်ခါလှဲ့တာအပူဇော်ခံပေါ့အဲ့ဒါတစ်နှစ်တစ်ခါလှဲ့တဲ့ပွဲကြီးဘုံတို့လည်းသွားပြီးတော့ဖေဆွေတော်ဖူးအဝေးကြီးကဖူးရပါတယ်နှစ်ဖာလုံးလောက်ကအဝေးကြီးကဖူးကတော့မမြင်ဘူးဆွေတော်မမြင်ရပါဘူးဒါပေမဲ့လို့မေးကြည့်တာပေါ့ဆွေတော်ကဘယ်ထဲမလို့ဆိုတော့အဲ့ဒီကြီးအုပ်ဆောင်ကြီးနဲ့အုပ်တာကြီးအုပ်ဆောင်နဲ့မှာတဲ့ဒါနဲ့တမ္မကြီးပြောတယ်ဘုံဘုံကတမ္မကြီးဆွေတော်အဝေးကြီးကလည်းဖူးရလေဗျာလို့ကြီးအုပ်ဆောင်ကြီးနဲ့လည်းအုပ်တာမမြင်ရဘူးဗျာယောကမျက်စိနဲ့ဆွေတော်ကိုကြည့်ပြီးတော့ဖူးကျင်နေတာအဲ့ဒါပြောပေးတာမှာလို့ဒါနဲ့ဂောဘကလူကြီးတွေသွားပြောတော့ရတယ်ဘုံဘုံတို့အနီးနာ2000 3000လောက်ကနေပြီးတော့ဖူးကအုပ်ဆောင်ကြီးလည်းလှပ်ပြအဲ့တော့ဆွဲတော်မြင်ကဖူးရတာပေါ့